မ်းသာပါတယ်ရန်လည်းဝမ်းသာပါတယ်ဟုတ်ကျွန်တော်လည်းအားလုံးချစ်ပါတယ်เนาะအများကြီးလည်းဝမ်းသာပါတယ်ကျွန်တော်မထင်ထားပါဘူးကျွန်တော်နေ့တော်တော်များများလည်းကျွန်တော်ပျောက်ခဲ့ပြီးပါတယ်အလုံးမှလည်းရက်သွားပြီးပါတယ်ဒါပေမဲ့ကျွန်တော်ကိုအခုချိန်ထိအမြဲတမ်းနေရာတနေရာပေးထားတယ်ကျေးဇူးလည်းရတင်ပါတယ်เนาะအဲ့အတွက်လည်းကျွန်တော်အခုရှေ့ဆက်လုံးမဲ့ရုပ်ရှင်ကားတွေဆိုရင်လည်းဒါ CCP မှပဲကျွန်တော်ရွေးချယ်ပြရတူပါတယ်အကောင်းဆုံးပြောင်းလဲကြိုးစားပါတယ်ဟုတ်ကဲ့ကျွန်တော်အတိုင်းမသိဝမ်းသာပါတယ်မထင်ထားပါဘူးဗျတကယ်ကိုမထင်ထားတာပါအဲ့အတွက်လည်းကျွန်တော်အားပေးနေတဲ့ပရိသတ်တွေကိုလည်းကျွန်တော်တကယ်ကိုပဲကျွန်တော်ကျေးဇူးတင်ပါတယ်သူတို့အားပေးကြိုးနဲ့အောင်လည်းကျွန်တော်ညပြောတဲ့အမှုပညာနဲ့ပေါ့နော်ကုတက်ဆွမ်းတဲ့အမှုပညာနဲ့ပြန်ပြီးတော့ကျွန်တော်ကြိုးစားပါမယ်ဟုတ်ကဲ့ကိုနိုင်နဲ့မမိုးနဲ့နှစ်ယောက်ပေါ့နော်ဒီ Apple Aesthetic Clinic ရဲ့ brand ambassador အနေနဲ့ပေါ့ကိုရောအမရောဒီ Apple Aesthetic Clinic ကိုရွေးချယ်ပေးရတဲ့အတွက်ကိုရီးယားအတိုင်းမသိပြောတာပေါ့နော်ကိုနိုင်ဆိုလဲပါဖြစ်ငငယ်တည်းက main ကလေးတိုင်းရဲ့အချစ်ဦးလို့တတ်မှတ်ထားတဲ့လူပေါ့နော်တင်စားထားတဲ့လူကိုနိုင်ဆိုအခုချိန်ထိလဲလူတိုင်းကကိုနိုင်ဆိုတက်တက်လှုပ်တုံးပဲပေါ့နော်အဲ့လိုလူမျိုးကနေပြီးတော့မှဒီ Apple Aesthetic Clinic ကိုလက်ခံပေးတဲ့ brand ambassador လက်ခံပေးတဲ့ကြောင့်မလို့ Apple Aesthetic Clinic အနေနဲ့အရန်ပဲပြောရတယ်ဝမ်းသာပြီးတော့ဂုဏ်ယူပြီးပါတယ်ဟုတ်အခုလိုကျွန်တော်လည်းဒါဟိုရုံကြီးနဲ့ပေါ့နော်ကျွန်တော် brand စာအနံတဲ့အတွက်လည်းဒါမဖို့လည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဟိုခဏကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်ဇရာတော့ရှိပြီးသားဒီလိုပါဒါပေမဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုမှာတခါထပ်ပြီးတော့ polish တင်ပေးလိုက်တာပေါ့နော် polish တင်ပေးတယ်ခဏကျွန်တော်ပြောသလိုပေါ့ကျွန်တော်ခီးသွားနေတယ်ဒီပွဲကြီးကိုလှုပ်လိုက်တဲ့အချိန်မှာကျွန်တော်တကယ်ကိုကြိုပြီးတော့မသိထားဘူးခီးရလည်းလွန်နေတဲ့အချိန်မှာအားလို့ဒီလိုပဲပေါ့နော်ကျွန်တော်မျက်နှာတွေအရန်ကိုနေလောင်ထားတယ်တော်တော်ကိုရွဲနေတယ်ပေါ့နော်အေးရလည်းပြက်မပူနဲ့သူလှုပ်ပေးမယ်ကျွန်တော်လည်းယုံပါတယ်ကျွန်တော်တစ်ခေါက်တည်းကကျွန်တော်ကဆွေးနွေးပြီးသားကျွန်တော်တို့လည်းဒါလူဝတ်တာလေးတွေလည်းလှုပ်ထားပြီးသားဆိုတော့ကျွန်တော်တော့လုံးဝယုံတယ်အဲ့တော့မဘူးကြိုက်တာလို့ဟိုမှာစင်မော်မှာပြောခဲ့သလိုပေါ့နော်မိုးယူနုပညာလို့ပြန်စိတ်ဝင်စားပြီးလှုပ်ချင်တယ်ဆိုတဲ့အချိန်မှာအရင်ဦးဆုံးမိုးရှိလာတာဒီ Apple ပေါ့နော် Apple က brand ambassador ခန့်မယ်ဆိုတဲ့ဟာလေးရင်လာတာဖြစ်တဲ့အတွက်အရန်ကိုအမှတ်တရအဖြစ်ဆုံးပါပဲနောက်ပြီးတော့ကိုနိုင်နဲ့လည်းပြန်ပြီးဆုံးရတဲ့ဝမ်းသာပါတယ်နောက်ပြီးတော့ခုနပြောလို့လေဇရာဆိုတော့နေလို့မရဘူးပေါ့နော်မိုးတို့ဘယ်လောက်ပဲမလုပ်ဘူးပြောလှရပဲပြောကိုယ့်ရဲ့လိုအပ်ချက်ကတော့ရှိနေတယ်အဲ့ဒါကိုသိရလဲရှိတယ်မသိရလဲရှိတယ်အမိုးဆိုရင်မသိဘူးမသိတော့အမညီမရှိပေါ်မှာတော့တွားရဲ့ချိန်မှာညီမကဂျာလေးဆိုရင်မျက်နှာလေးခြောက်နေရဲ့ချွေးပေါက်လေးကျဲနေရဲ့ဆိုတော့အဲ့ချိန်မှာကိုကတိခဲ့ရတာပေါ့နော်ကို့အသားကြီးလေးပျက်စီးနေပါလားဆိုတဲ့ဟာလေးပေါ့နော်အဲ့အတွက်အပဲမှာtreatment လေးယူပြတယ်မိုးရအကြောက်တဲ့အတွက်ဒီအဲ့နဲ့မဆိုင်တဲ့ဟာလေးပေါ့နော်တေချာလေးကိုလုတ်ပေးရဲ့အတွက်စိတ်တည်နေမှုလည်းရခဲ့တယ်နောက်လည်းပုံမှန်လေးလုတ်သွားမယ်ပေါ့နော်ကိုနိုင်ဆိုလဲအခုတက်ရွယ်အထိပေါ့နော်နာပြောခဲ့သလိုပဲကလေးလေးယောက်အဖေဆိုပေမဲ့လို့အဲ့လိုမတိရအောင်ရမ်းနှုတ်ပြိုတယ်သူတို့ကပြီးတော့တဘာဝကြနှုတ်ပြိုခြင်းတွေပိုင်ဆိုင်ထားရတဲ့သူတွေပေါ့နော်အဲ့တော့တကယ်တော့ aesthetic medicine ဒီ aesthetic treatment တွေဆိုတာဒီနှစ်ယောက်လုံးနဲ့ကနည်းနည်းအလန်းဝေးကြတဲ့သူတွေပေါ့နော်အလန်းဝေးကြတဲ့သူတွေကိုပဲဟိုကဒီတဘာဝကြပို့ပြီးတော့လှအောင်ဆိုပြီးတော့ပို့ပြီးတော့ဘေးကနေပေါ့သူတို့ရဲ့တဘာဝကြအလှတွေကိုပို့ပြီး support ပေးချင်တဲ့ကြောင့်မို့လို့ကိုနိုင်နဲ့မိုးယူနဲ့လည်းတွဲပြတာပေါ့နော်ကျွန်တော်မင်းသားစားလို့တည်းကကျွန်တော်တစ်ခါမှမျက်နှာကိုအဲ့လောက်ကြီး skin care မလုပ်ဘူးပေါ့ဟိုလောက်ရမှလည်းအရန်ပြင်းတာအဲ့လိုမျက်နှာယူအုပ်ပြီးအကြာကြီးအဲ့လိုပလက်ကြီးလှန်နေရမှအလုပ်ကြီးတကယ်ဟိုလူကြီးလည်းမသိမနေတတ်ဘူးဆိုတော့မလုပ်ခဲ့ဘူးအဲ့ဒါပဲပေါ့တဘာဝကြတော့နေတိုင်းစားတောက်ခဲ့တယ်ဒါပေမဲ့အချိန်တစ်ခုထိပေါ့ဒါလည်းအရွယ်တစ်ခုထိပဲပေါ့နော်နောက်ပိုင်းကျတော့ဒါဇရာဆိုတာလည်းပေါ်တာပေါ့ဆိုတော့ဒါပေမဲ့အဲ့ဒါပြောသလိုစေတနာတွေရဲ့ဝါသနာတွေရဲ့လူတိုင်းကိုလှစေခြင်းနဲ့စိတ်တည်နဲ့ဒါပေါင်းဆက်ထားတဲ့ Apple နဲ့တွေးလိုက်တဲ့ခါကျွန်တော်လည်းတကယ်ကိုယုံပါတယ်ယုံတဲ့အတွက်ကိုလည်းကြာလက်တွဲတယ်နှစ်ခုနှစ်ဖက်အပြန်လမ်းပေါ့နော်မိုးကသူကပို့ပြီးတော့စိုးရင်စိတ်ပူများတယ်ဟိုနိုင်နဲ့ရှင်
မိုးရအပ်ပဲကြောက်တာမျိုးဆက်ပါကြောက်တယ်အဲ့တော့အကောဆက်ကိုကြောက်တယ်ဆိုစေကပုံမှန်ဆိုရင်လုံးဆရာ treatment လာမရှိတော့ဘူးပေါ့နော်ဒါပေမဲ့မိုးယူအတွက်လည်းတခြားသောဒီနောက်ဆုံးပေါ် treatment တွေဖြစ်တယ်အဲ့ဆိုလည်းမပါတဲ့ treatment ဆက်မှာမှသူ့အတွက်ပေါ့နော်စိုးရင်စိတ်မရှိရဲ့စိုးရင်စိတ်ကင်းတဲ့ treatment မျိုးတွေကိုရွေးချယ်ပြီးလုပ်ပေးဖြစ်တယ် ဝမ်းသာပါတယ်ရန်လည်းဝမ်းသာပါတယ်ဟုတ်ကျွန်တော်လည်းအားလုံးချစ်ပါတယ်เนาะအများကြီးလည်းဝမ်းသာပါတယ်ဗျကျွန်တော်မထင်ထားပါဘူးကျွန်တော်နေ့တော်တော်များများလည်းကျွန်တော်ပျောက်ခဲ့ဘူးပါတယ်အလုံးမှလည်းရက်သွားမှုပါတယ်ဒါပေမဲ့ကျွန်တော်ကိုအခုချိန်ထိအမြဲတမ်းနေရာတနေရာပေးထားတယ်ကျေးဇူးလည်းရတင်ပါတယ်เนาะအဲ့အတွက်လည်းကျွန်တော်ဟိုရှေ့ဆက်လုံးမဲ့ရုပ်ရှင်ကားတွေဆိုရင်လည်းဒါ CCP မှပဲကျွန်တော်ရွေးချယ်ပြရတူပါတယ်အကောင်းဆုံးပြောင်းလဲကြိုးစားပါတယ်ဟုတ်ကဲ့ကျွန်တော်အတိုင်းမသိဝမ်းသာပါတယ်မထင်ထားပါဘူးဗျတကယ်ကိုမထင်ထားတာပါအဲ့အတွက်လည်းကျွန်တော်အားပေးနေတဲ့ပရိသတ်တွေကိုလည်းကျွန်တော်တကယ်ကိုပဲကျွန်တော်ကျေးဇူးတင်ပါတယ်သူတို့အားပေးကြိုးနဲ့အောင်လည်းကျွန်တော်ညပြောတဲ့အမှုပညာနဲ့ပေါ့နော်ကုတက်ဆွမ်းတဲ့အမှုပညာနဲ့ပြန်ပြီးတော့ကျွန်တော်ကြိုးစားပါမယ်ဟုတ်ကဲ့အဲ့လိုလူလေးတွေနဲ့အခုအတူလက်တွဲလောက်ကင်ခွင့်ရတဲ့အချိန်မှာအတိုင်းမသိခုံယူမိတယ်ဒီကတော့သူတို့ကကိုနဲ့အလုံးလုံးဖို့အတွက်လက်ခံတာကိုတည်းကကိုကအဲ့ရကိုအတွက်မင်္ဂလာရှိနေပြီပေါ့နော်ခုံယူနေပါပြီအဲ့တော့ဒီတစ်နှစ်အတွင်းပေါ့နော်ဒီအမရောအကူရောနှစ်ယောက်လုံးရဲ့အလားပါတွေကိုဆောက်ရှောက်ခွင့်ရတော့မှာဆိုတော့ရင်လဲခုံတယ်ပျော်လဲပျော်ပါတယ်အကူတို့မှတော့နှစ်ယောက်လုံးကတော့ live style မှာဟို error မရှိဘူးပေါ့နော်ကျမ်းမှာနေခဲ့တဲ့သူတွေပဲအဲ့တော့ပိုကောင်းအောင်ပို့ပြီးတော့နုပြိုအောင်ဘေးကနေပြီးတော့ idea ကောင်းလေးတွေပေးနေပေါ့နော်အကောင်းဆုံးလက်တွဲချင်ပါတယ်ဟိုပေါ့နော်ဒီအချိန်ကာလရဇလန်းလဲကောင်းမယ်ခုနလိုမျိုးအကိုရောမရောနဲ့ပေါ့တိုက်ဆိုင်မယ်အကိုတို့မတို့ကလည်းလက်ခံမယ်ဆိုရင်တော့လက်တွဲသွားဖို့ရှိပါတယ်ဟုတ်အဲ့လိုမျိုးတမတ်သေးတော့မရှိပါဘူးကိုလာတဲ့ဇက်ပေါ်မှာမိုးတို့အမှုပညာသမားရရွေးချယ်ရတာဆိုတော့လေဟုတ်လာတဲ့ဇက်ပေါ်မှာကိုနဲ့ဆင်ပြေရင်တော့ရိုက်ဖြစ်မှာပါဟုတ်ကျွန်တော်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်ခါပဲဖြစ်ဖြစ်ဘယ်နေရာပဲရောက်ကျွန်တော်ကိုမမေ့ပဲနဲ့တကယ်ကိုနေရာနေရာပေးတဲ့ပိသက်ကိုကျွန်တော်ဒီနေရာနေပြီးမှအထူးပဲကျေးဇူးတင်ကာဗရာပြုပါတယ်မိုးယူကိုလည်းအခုချိန်ကြီးချစ်ခင်အားပေးနေတဲ့ပရိသတ်တယောက်ချင်းစီကြောင့်လည်းကျေးဇူးတင်ပါတယ်အခုတတိတရားနဲ့ကိုအလုပ်တွေပေးတဲ့အလုပ်ရှင်တွေရောမီဒီယာရောအားလုံးကိုကျေးဇူးတင်ပါတယ်အပဲကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီချစ်ရတဲ့အကိုနဲ့အမနဲ့အတူပေါ့နော် Apple Aesthetic Clinic အနေနဲ့ဒီချစ်ရတဲ့ client စီရှိကိုတခြားတော့up to date ဖြစ်တဲ့နောက်ဆုံးပေါ်ဒီ treatment တွေကိုထပ်ပြီးတော့တည်ဆောင်ပြီးတော့မျှဝေပေးသွားအောင်ပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်